ခဏလေးနော်ညီမလေးကိုကြည့်နေတော့ ဟုတ်ကဲ့ကိုမမောင်နေလေးကကိုအလုံးမရဘူးလားရှင် အေးညီမလေးအကွာအလွတ်မရဘူးအားကြောင့် ဟုတ်ကဲ့ကိုအဲ့ဆိုကိုတစ်ချက်နည်းနည်းလေးကြည့်ပေးပါရှင် အော်ခုနှစ်မြင်ဆောင်ညီမလေး ခုနှစ်မြင်းဆောင် ဟုတ်ညီမလေး နည်းလေးကိုတစ်ချက်ပြောပေးကို ညီမလေးဟိုကလေအကိုပြောအောင်မယ်ဟိုကပါလဲ ဟုတ်ကဲ့ကိုပြောပါရှင်ဒါညီမတို့ကနေကိုစစ်စတန်ရစစ်ဆေးပေးတာရခိုရခွင်အကိုသုံးမျိုးခဲ့တဲ့မပေါ်နေလေးညီမတို့အခုဘာရှင်းနေတဲ့မပေါ်နေနဲ့မှန်မှန်ပြန်လဲပြီးတော့စစ်ဆေးပေးတာကိုစစ်ဆေးမှအကိုရဲ့ဒီ level 2အဆင့်ရှိတဲ့အကောင့်လေးကပြတ်မကြပဲနဲ့ဘာရှင်းလေးမြင်နေပြီးသုံးမျိုးဆွဲလို့ရမှာကိုအဲ့ကြောင့်မို့စစ်စတန်ရစစ်ဆေးပေးနေလို့မပေါ်နေလေးကိုမေးတာပါရှင်ညီမတို့ကနေမှန်မှန်ပြန်လဲပြီးတော့စစ်ဆေးပေးနေရပါကို အော်ဟုတ်ပြီညီမလေးဟိုကလေအကိုပြောအောင်မယ်ညီမတို့အဲ့ဒီမှာမပေါ်ဘူးလားမပေါ်နေတဲ့ဘက်က မပေါ်နေကကိုဒါကအကိုတို့ဒါညီမတို့ကနေအကိုတို့အကောက်ထဲကိုဝင်ကြည့်နေတာမဟုတ်ဘူးလေကိုဝင်ကြည့်လို့လည်းမရဘူးညီမတို့ကနေအကိုတို့အကောက်ထဲမှာဘယ်လောက်ရှိရဘယ်လိုရှိရဆိုရင်ညီမတို့ကလည်းသိရတာမဟုတ်ဘူးကိုဒါအကိုတို့ပြောမှသိရတာညီမတို့ကနေအကိုတို့ကိုဝင်ကြည့်လို့မရပါဘူးရှင်ဒါအခုလိုမျိုးမပေါ်နေနေမေးတယ်ဆိုရင်ညီမတို့ကစစ်စတန်ရစစ်ဆေးပေးနေလို့မှန်ပြန်လဲစစ်ဆေးပေးလို့အကိုတို့ကိုမပေါ်နေလေးကိုပြန်ပြီးတာညီမတို့ရုံးမှရှိတဲ့မပေါ်နေလေးနဲ့အကိုတို့တင်လာတဲ့မပေါ်နေနဲ့မှန်ပြန်လဲစစ်ဆေးပေးနေရပါရှင်အဲ့တော့မပေါ်နေလေးကိုပြေဆုံးလေးကျန်တဲ့ခေါ်ပြပေးကိုခုနှစ်မြင်းဆောင် ညီမလေးဒါမှမဟုတ်လေအကိုပြောအောင်မယ်ဟိုကပါလဲဒီညီမတို့ဘယ်ဘန်ခွဲလဲအဲ့ဒီအကိုလာလို့ရလားအခုအားဆို ညီမတို့ကလေအကိုတို့တခါပြောရရကိုအကိုဘန်မှာလာလုံးမယ်ဆိုရင်ရတယ်အကိုတို့ဒီညီမတို့ဖုန်းလေးကိုခြိုက်တော့မယ်ဖုန်းချလိုက်တဲ့2မိနစ်တော့ဒီမှာပဲအကိုရဲ့အကောင့်လေးကမတမားလေးဆင်းမပါနေတဲ့အကောင့်လေးကိုတခါလေးချက်ချပိတ်သိမ်းပြီးလိုက်ရုံပဲအကိုဘန်မှာလာမယ်ဆိုရင်မှတ်ဖို့နေတဲ့စင်ကတင်တဲ့အကောင့်တစ်လေးကိုပြန်လဲလျှောက်ပြီးစစ်စတိုင်းရဘာရှင်းသူလေးမြင့်ပြီးတဲ့ကြောင့်အကိုအကောင့်တစ်လေးကို3လပြီးမှသုံးလို့ရမယ်ဒီ MBD စင်ကလေးနဲ့ရခေမှတ်ဖို့နေအောင်လေးနဲ့ဖွင့်ထားတဲ့အကောင့်လေးကတော့သုံးလို့မရတော့ဘူးကိုတကယ်လို့အကိုရဲ့အကောင့်လေးကချက်ချတဲ့အချိန်မှာငွေကြီးပါသွားခဲ့မယ်ဆိုရင်အကိုရုံးမော်ရောက်မှမှတ်တမ်းလေးကိုပြန်ချတဲ့အခါမှာညီမတို့အကိုနဲ့ညီမတို့နဲ့ဖုန်းပြောနေတဲ့ record လေးကရှိတယ်ဒီ record လေးနဲ့ညီမတို့ကရုံးမော်မှာခါလေးပြန်လဲစစ်စစ်ပေးရတယ်အကိုတို့ဘက်ကနေပိတ်သွားတဲ့ကောင်းထဲမှာကျွန်တော်ကငွေသားဘယ်လောက်ပါသွားပါတယ်ဘယ်ပါသွားတယ်ပြန်လဲပြောရင်ညီမတို့ကနေတာဝန်မြူဘူးဖန်နာငွေဖြစ်တစ်ခါလေးတောက်ခံသွားပါတယ်ရှင် အော်အကိုကကိုရအရင်များနေလို့ညီမလေးမလုပ်ရဲနေရလေအဲဆိုအကိုကဟိုနေ့ကမှဟိုမှာဟိုဗာလဲအလုပ်လုပ်ထားတဲ့ဟာတွေကယာနဲ့ချီပြီးရှိနေလို့အားကြောင့်တကယ်လို့ဟိုဟာဖြစ်တယ်ဆိုရင်ညီမလေးဘယ်ဘန်ခွဲလဲကိုကြီးတို့အဲ့ဒီဟိုဟာဖြစ်အဲ့ဒီကိုလာခဲ့လိုက်မယ်လေရန်ကုန်လာညီမလေးရန်ကုန်ပဲလာညီမလေးတို့ ဟယ်လို ဟယ်လိုဟုတ် ဟုတ်ကဲ့မင်္ဂလာပါကိုရဲ့ကောက်ကလေးကိုကိုတို့ဆက်တဲ့သုံးပါလားကို ဟုတ်သုံးပါပါညီမလေးဟုတ် ဟုတ်ကဲ့ပါကိုမင်္ဂလာပါရှင်ဆက်တဲ့30မဲ့ဆိုရင်နောက်ဆုံးပါရှင်တွေပဲ3ကိုညီမတို့ရုံထနာကနေအခုတခါလေးတင်သွားပေးပါတယ်ရှင်ကိုနော်နောက်ဆုံးပါရှင်တွေပဲ3မှာဆိုရင်ကိုရဲ့ KB ကောက်ကလေးအခုပိတ်ဆောက်ခြင်းခံရတာလို့ဆက်ချခြင်းခံရတာလို့မရှိဘူးကိုရဲ့နော်နောက်ဆုံးရတဲ့ကိုတို့ပုံမဲ့ဆိုရင်ဝေသားသိမ့်ပြချက်ကို24နာရီပုံမဲ့အလွယ်ကြောင်းထုတ်စဉ်စိတ်ချယုံကြည်စွာလေးကိုတို့သုံးဆက်လို့ရတယ်ရှင်ကိုနော် အော်ဟုတ်ကဲ့ညီမလေး ဟုတ်ကဲ့အခုပိတ်ဆောင်ထားတဲ့ဖြတ်ချရတဲ့ကိုယ့်ရဲ့ level 2လေးပါငွေပြန်လက်ခံတဲ့ကြံရှိတယ်ဆိုရင်ညီမတို့ကဖြတ်ချရတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အကောက်ပြငွေသားပါမရှင်းနေဆုံးရှုံးတတ်ပါတယ်ကိုနော် အော်ညီမလေးဘာလို့ဖြတ်တာလဲအကိုအကောင်ဘာလို့ဖြတ်ခံရတာလဲ အကိုဟုတ် KB level 1မဖိုင်နဲ့ level 2လေးတွေခိတ္တခဏညီမတို့ဘက်ကနေနောက်ဆုံးမှရှင်း level 2ကိုတင်ပေးရန်အတွက်အကိုတို့ခိတ္တခဏပိတ်ဆောင်ထားတာကိုနော် အော် ဟုတ်ကဲ့ရှင် အဲ့ဆိုဘယ်တော့ပြန်ဖွင့်မှာလဲညီမလေး သုံးလို့ရအောင်နောက်ဆုံးမှရှင်း level 3မှာဆိုရင်ရုံထနာကနေကိုယ့်ရဲ့ KB ကောက်ကအခုလိုပိတ်ဆောင်ခြင်းခံရတာလို့ဖြတ်ချခြင်းခံရတာလို့မရှိဘူးကိုရဲ့နော်လုပ်ငန်း300နဲ့3မဲ့ဆိုရင်ကိုတို့ဘက်ကနေ24နာရီအချိန်ကြီးကိုဒီကောက်ကလေးကိုဆက်လက်သုံးဆွဲလို့ရပါတယ်ကိုနော်ဟုတ်ကဲ့ရှင်ကိုကြားလားရှင် ကြားတယ်ညီမလေးအကိုကဘယ်လိုဆက်လုပ်ရမှာလဲ အခုညီမ level လေးတင်သွားပြီမယ်ကိုကောက်ကလေးမဖြတ်ဘူးမို့လားဆက်လက်သုံးမှာမို့လား အေးအကိုကလေဟိုဟာဖြစ်တာအကိုကဒီသတင်းတွေလည်းကြားဘူးတော့လေအကိုတို့ဒီဟိုဟာဗာလဲအဲ့လိုမျိုး ဝမပိုင်းနဲ့ level 2လိမ့်နေမှုကောက်ဆိုတာမှန်တယ်လေကိုအခု line မှာဆက်သားနေတယ်ဟုတ်ကဲ့ဘယ်ရောင်ကပါညာရောင်ကပါဆိုပြီးတော့တေးပေးမတမာမှုတွေငွေဟက်တာလို့ ဟုတ်တယ်ညီမလေးအဲ့လိုကြားတာအကိုကပြီးတော့ဟိုနေ့ကမှအကိုကဒီငွေဟိုဟာလေးလေအလုပ်လေးလောက်ထားတော့နည်းနည်းငွေရလဲယာနဲ့ချီပြီးနည်းများနေလို့အဲ့ကြောင့်အထက်မှာ ဟုတ်ကဲ့ကိုဟုတ်အခုလက်ရှိမှာကိုဘက်ကနေသူကကောက်ဖီးထဲမှာငွေသားလေးရှိနေလို့မပိတ်ပါနဲ့လို့ပြောတာနော်ကိုနော် ဟုတ်တယ်ညီမလေးငွေရအရင်များတယ် ဟုတ်ကဲ့ရှင်ကိုတိတ်ချညီမနာမည်ကတင်ချမှတ်ပေးတာဘယ်မန်နေဂျာမချက်ချက်ဆိုရှင်ကိုနော်ဒီကတော့ပါပိုက်တာပါညီမရဲ့မှတ်ပုံတဲ့နံပါတ်ကတော့ဟုတ်ကဲ့ရှင်ကိုမြင့်ဆောင်မတာရနိုင်လက်မှတ်လိုက်မှတ်ပေးကိုနော် ဟုတ်ညီမလေး
ကဲ့ရုပ်ကိုတို့ညီမတို့ကဘာလဲဒါမှမရှိဘူးရှင်နော် ဟုတ်ဟုတ် အဲဒါမရှိဘဲနဲ့လောက်ဆောင်ပေးပါမှာမှတ်ပုံတင်လေးတစ်ချက်လိုက်မှတ်ပေးကိုမြင်ဆောင်မတားရနိုင် ကိုမြင့်ဆောင်မတရနိုင်ဟုတ်တယ် ဟုတ်ကဲ့မှတ်ပုံတင်နံပါတ်26ခွန် ဟဲ့မတရနိုင်ဆိုတော့ဘယ်မြို့လဲညီမလေး တန်တလေးတိုင်းလေးကို အော်မတရနိုင်အေး ဆောင်လေးဟုတ်ကဲ့ အဲ့ဆိုအကိုပြောမယ်ညီမလေးအဲ့ဆိုညီမလေးတို့ဘန်ခွဲမန်းလေးပေါ့လား ဟုတ်ကဲ့ရှင်မှန်ပါလေညီမရဲ့လက်ရှိရတော့ရန်ကုန်မှာလုံးယူတောင်းဝင်ကြနေညီမရဲ့စာတိကမှတ်ပုံနေစိတ်ကိုပေါ်ပြီးနေရရှင်နော် အော်အခုကရန်ကုန်မှာလား ဟုတ်ကဲ့ရှင်ရန်ကုန်မှာရှင်နော် ကိုပြောမယ်အဲ့ဆို မှတ်ပုံနေလည်းမကဟုတ်ကဲ့ရှင်ကိုမြင်ဆောင်မတားရနိုင်နံပါတ်လေး664ခွန်95နော်ကိုနော် တခြားလေးကုန် ဒါ ကုန် ဒီကစပါပိုက်တာနာမည်ကမချစ်ချစ်တော်ရှင်ကိုနော် ဟုတ်ကဲ့ညီမလေးဟုတ် ဟုတ်ကဲ့ရှင်ဒီမှပုံလေးကမိမွေးလိုက်ဆောင်မိတိုင်းပဲမိဘရဲ့နာမည်လေးဖြေအဖနာမည်ပြီးမေးနာမည်ပြီးဆိုတာရေးထားပေးပါတယ်ရှင်နော်ဒါဒီနဲ့မှပုံတင်လေးပြောပြပေးထားတယ်နာမည်ကိုလည်းပြောပြကြပါတယ်ကိုနော် ဟုတ်ကဲ့ပါညီမလေး နော်ဒါကြောင့်မို့ကိပေးလေးလည်းမူလေးတွေကဝမ်းနဲ့ဒူတွေကပေါ်များနေတဲ့အတွက်အကိုတို့လိုအခုလိုရရှိခဲ့တာလည်းဒီလိုဥပမာဒိန်းနမှုကောက်ကျင်မှာပါသွားမှဆိုကိုတို့ပဲဆုံးရှုံးပါရှင်နော်ဒါကြောင့်မို့ဒီမလေးဘက်ကလည်းသုံးဆွဲခွင့်မပြုတဲ့ level 1နဲ့ level 2ကိုပိတ်ပြီးနောက်ဆုံးပါရှင် level 3 special ကောက်ကိုတင်ဆောင်သွားပြီးမှရှင်ကိုနော် အော်ကိုကြီးက special လည်းဖွင့်ထားတယ်ညီမလေး ဟင် အကိုက KBZ special လည်းဖွင့်ထားတယ်ညီမလေး ပြောရတယ် အော်အကိုကလေညီမလေး KBZ special လည်းဖွင့်ထားတယ် ဟုတ်ကဲ့ရှင်ခုနားတော့တင်သွားပြရမှာလားပိတ်နေတင်တော့ပါရတိုင်းနဲ့ဖြတ်ချက်ပြီးတော့ပိတ်သွားပြရမှာလားဆက်ပြောပြီးနော် ဟုတ်အကိုပြောတာညီမလေးကအကိုကခုန special ဖွင့်မယ်ဆိုတော့အကိုက special လည်းဖွင့်ထားပြီးသားဖြစ်နေတာ ဖွင့်စားပေးစေကိုယ့်ရဲ့ level 1နဲ့ level 2က special ကောက်မှာမဟုတ်တာရှင်ကိုနော် အော် KB မှာကို special ရှိသေးတယ်အဲ့လိုလားညီမလေး ဟုတ်ကဲ့ရှင်မှန်ပါလေနောက်ဆုံးမှရှင် level 3ဆိုရင်အကိုလိုဘက်ကနေကို level 2မှာဆိုငွေသား350ပဲလွှဲပြောက်ထုတ်သိအောင်လုပ်ငန်းအတွက်ကိုလိုသုံးလို့ရမယ်နောက်ဆုံးမှရှိကို TV တင်ပြီးမဲ့ level 3မှာဆိုရင်ဟုတ်တဲ့ခုရဲ့ KB ကောက်ရဲ့ရုပ်ထနာကနေခုလိုပိတ်ဆောင်ခြင်းခံရတာလို့ချက်ချခြင်းခံရတာလို့မရှိဘူးလုပ်ငန်းပေါင်းရတဲ့ကိုလိုငွေသားပါမချင်းကိုလိုဆက်ပြီးသုံးမယ်ဆိုရင်ငွေသား300ချက်ကို24နာရီပုံမှန်အထုတ်သိအလွှဲပြောက်24နာရီတော့ဒီမှာအကုန်ထုတ်လို့ရတယ်ရှင်ကိုနော် အော်ဟုတ်ကဲ့ညီမလေး ဟုတ်ကဲ့ရှင်ဒီတော့ပိတ်သွားမယ်ရှင်လည်းမပါတိုင်းနဲ့ပိတ်ပြရမှာလား level 3တင်ပြရမှာလားရှင် ညီမလေးအဲ့ဒါကိုကြီးမေးချင်တာလေးရှိလို့ ဟုတ်ကဲ့ပါ ဟုတ်ညီမလေးကဘာလို့အဲ့လိုလိမ့်စားနေရလဲ ကောင်းလိမ့်စားတယ်ဒီပြောရလဲ ဟောလေညီမလေးတို့ကဘာလို့အဲ့လို KB သက်ပေးတွေနဲ့လိုက်ပြီးလိမ့်စားနေရလဲလို့အကိုသိချင်တာ ဒီဘာလို့ကြည့်ပြောရလဲရှင် ဟိုအကိုကလေဟိုအခုတောက်လျှောက် online မှာလည်းကိုတို့တွေ့နေတာပေါ့နော်ဆိုတဲ့ခါကျတော့တချို့လူကြီးတွေဆိုရင်ငွေတွေအများကြီးပါသွားကြတယ်လေဆိုတော့အဲ့လိုမျိုးမတနာဘူးလားလို့ညီမလေးတို့တွေကိုစဉ်းစားတယ် ငါတို့လိန်နေရမဟုတ်တဲ့ဘာနာမှာ တနာအောင်ညီမလေးရုံးချိန်မှမဟုတ်တာညီမလေးဆက်တဲ့အချိန်ကညီမလေးကအုံနောက်ရှိရဆိုဒီချိန်ဆက်မှာမဟုတ်ဘူးလေသိလား ကိစ္စနေတယ်လားအခုကရုံးတရား9နာရီပိတ်ကြတယ်မေလို့နှမလို့ကိုမေကိုလို့ခွေးသားရဲ့စောက်ပတ်ရုံနဲ့သူ့စောက်ပန်ငွေသိန်းတဲ့ရာချီပြီးကြိုင်နဲ့စောက်ပတ်ရုံနဲ့ခွေးလို့ပါပါမေလို့ အစင်မရှိလိုက်ကြညီမလေးရဲ့မိုးကျုံပြစ်သေးမှာနင်တို့တကယ်ကိုစိတ်တူတူလို့တကယ်မှဟိုပြောပြမလို့အားလုံးကျွန်တော်ပြောပြချင်ပါလေအဲ့ဒါဘာပြောပြချင်တာလဲဆိုတော့ကျွန်တော်ကလေဆဲဝါလေးကြားမှာပေါ့နော်ကျွန်တော်ကသူ့လောက်တော့မဆဲတတ်ဘူးညီဆုံးမပါဆုံးမမွေးထားရတာကြတော့ဟိုသူ့လောက်ကြီးတော့လည်းမဆဲတတ်ဘူးသို့တော်ညာလည်းပဲအခုဘာလို့ live လွှင့်တာလဲဆိုတော့ကျွန်တော်ရဲ့ဝီလက်တယောက်ပေါ့နော်မနေ့ကဆိုလို့ရှိရင်လုံးဝအသက်ကြီးနေပြီညာကြီး3နာရီကြိုးချမ်းမှာ Fiverr နဲ့ video call တွေခေါ်ပြီးတော့လှမ်းလောက်တာသူကလည်းဖြစ်ချင်တော့အလုပ်ကိစ္စတစ်ခုအတွက်အိမ်မှာလာအိတ်တညာဖြစ်တယ်ရှက်ခါကျတော့အဲ့ဒီအမရဲ့ဒီ Fiverr ကိုလှမ်းဖုန်းဆက်ပြီးတော့ညာကြီးတကောင်ကြီးကိုသူများအိမ်ညာယူခေါ်တယ်ခေါ်တော့ကိုရီးယားအလုပ်လုပ်နေတဲ့အချိန်ဆိုတော့3နာရီထိမအိပ်ရသေးဘူးအမအလုပ်တွေလုပ်ကြတော့ဆိုတော့အမခေါ်လာတော့ဘာလဲပေါ့လန့်သွားတယ်သူများအဲ့ဒါပဲပို့လဲပို့လာတော့ကြည့်လိုက်ကော KBZ တဲ့ဆိုတော့ပြောချင်တာကဘယ်လိုမျိုးဖြစ်စေချင်တာလဲဆိုတော့ဒီအခုကျွန်တော်အနုပညာရှင်တောင်းနေဘာကြောင့်အခုလိုမျိုးဝင်ပြီးတော့ပြောပြီး live နဲ့ပေးတာလဲဆိုတော့တိုင်ကမထိရဘူးကျွန်တော်တို့အဖေတွေဆိုလို့ရှိရင်လည်းဥမာသူတို့တွေဆိုရင်သူတို့ရဲ့ KBZ အကောင့်ဖြတ်သိမ်းတော့မှာလို့ပြောလိုက်လို့ရှိရင်သူတို့ကဘာဖြစ်သွားလဲဆိုတဲ့အခါကျတော့သူတို့ကဟိုဟာဗာလဲကြောက်လန့်သွားပြီးတော့ဟုတ်ကဲ့လုပ်ပါမယ်ကျွန်တော်တို့လုပ်ပါမယ်ဆိုပြီးတော့ခုနဆိုရင်လိန်နေမှတ်ပုံတင်ဒါကလေကိုယ့်ရဲ့ဘေးနားမှာရှိတဲ့လူတိုင်းကိုလုပ်ပါအခုကအရန်လူတွေစိတ်လာလို့ဆက်ကအောက်တန်းကြချက်ကြီးက9လောက်ရှိတယ်ပြီးတဲ့ခါကျတော့မတမာမှုနဲ့လှုပ်ရှားတာဖြစ်တယ်နောက်တစ်ခါကျတော့ KBZ ဘေးရလည်းပဲတောင်းရင်မှုတောင်းခံမှုထပ်ပြီးဒီထက်မက system မြင့်စေချင်တယ်ဒါအကိုပြောတာပါဘာကြောင့် KBZ ဆိုတဲ့နာမည်ကြီးကိုလှုပ်ရှားပြီးတော့မှလှုပ်တဲ့သူကတအားများလာပြီဆိုတော့ကိုရီးယားဒီတကယ်ဘန်ကရောဘယ်လိုမျိုးတွေလုပ်မလဲဘယ်လိုမျိုးပြန်လဲပြီးတော့ဒီဘော်တွေမှာပြန်လဲပြီးတော့လုပ်မလဲဆိုတာကိုတုံးတက်ဖို့အတွက်ဘန်အနေနဲ့လည်းလိုအပ်တယ်ပြီးတဲ့ခါကျတော့အဲ့လိုလိန်စားတဲ့သူတွေကဖုန်းကလည်းဖုန်းကတ်တွေကလည်းပဲဟိုပတ်သက်1500 3000 4000 5000ရှိရင်အရန်ဝယ်လို့ရနေခစ်ပဲဆိုတဲ့ခါကျတော့အရန်ကိုလိန်စားရတယ်များနေပြီဆိုတဲ့ခါကျတော့ကို့ဘေးနားမှာရှိတဲ့မိဘတွေဖိုးဖွားတွေဦးလေးတွေအန်တီတွေရိုးသားတဲ့တမတ်နဲ့လှုပ်ရှားနေတဲ့သူတွေအားလုံးကိုဘယ်လိုလုပ်ရမလဲဆိုတော့တပါးတည်းကိုကလေပြောပြထားပါ
ပြောပြထားပါပြောပြမထားလို့ရှင်ပါသွားမှာကျွန်တော်အဖေဆိုလဲကျွန်တော်မှပြောလိုက်ရတယ်ဆိုတော့အဖေကိုဖုန်းနေဆက်လာလိမ့်မယ် KBZ ကလို့ဆက်လာတိုင်းမှာအခုသတိပေးချင်တာ KBZ ကလို့ဆက်လာတိုင်းမှာဘန်ကိုပဲသွားလိုက်ပါဘသူ့ကိုမှကိုယ့်ရဲ့ကုန်းနံပါတ်လည်းမပို့ပါနဲ့ဘသူ့ကိုမှလည်းကိုယ့်ရဲ့ဒီဘယ်လိုပြောရလဲမှတ်ပုံနေနံပါတ်ကိုမပြောပါနဲ့အခုကမှတ်ပုံနေနံပါတ်ကိုပြောလိုက်တာနဲ့ तू က9မြင်းဆောင်လို့ပြောလိုက်တာ9မြင်းဆောင်ဘယ်လောက်လဲဆိုလို့ရှိရင်မြို့လေးပြောပါဆိုပြည်မြို့ဆိုပါမနာချက်ချင်းတို့ကတီးပြီးသားလိန်စားနေကြဆိုတဲ့ခါကျအဲ့တော့9မြင်းဆောင်ဘာညာကွီကွာဆိုပြောတာသူကအဲ့ဒီဥစ္စာကိုချက်ချင်းလိုက်ဖြစ်လိုက်ပြီးတော့ဒီဘက်ဖုန်းထဲမှာဝင်လိုက်တာနဲ့မှတ်ပုံနေနံပါတ်ကိုရသွားပြီဆိုတာနဲ့ तू ကဘာဖြစ်သွားလဲဆိုတော့ तू ကချက်ချင်းအဲ့ဒီထဲမှာအကောင့်ဝင်လဲတော့ကျွန်တော်တို့ဘန်ထဲချိတ်ထားတဲ့အကောင့်နေဆိုလို့ရှိရင်ချက်ချင်းဘန်ထဲဟာတွေပါအကုန်ယူပြီးတော့ခိုးသွားတာသိလားခိုးသွားတဲ့အခါကျတော့အဲ့တော့အကုန်လုံးကဂယူးဆက်ရမှာငါ့ကိုဆွဲသွားကိုမေကိုလို့အဲ့ကြောင့်မိုးကျုပ်ဖြစ်သေးပါစေဆူတောင်းပေးလိုက်ကိုကလည်းလေမနှမ်းကြွရလေအဲ့လိုရဲဆိုင်နေမပြောရတဲ့အခါကျလေကိုကိုဆေးလိုက်တဲ့အချိန်မှာလေဘာမှပြောတတ်ဘူးရောသိလားဒါပေမဲ့အခုဒါပေမဲ့ပြောချင်တာကတော့အခုတကယ်ဆိုတချင်းဆိုကန်ဒီခဏတေးလေးမင်းမလို့ဒီအကုသိုလ်နဲ့လာတိုးတာကျွန်တော်ခဏလေးအိမ်လို့ဒါပေမဲ့အဲ့ဒီကိစ္စပြပြချင်နေအရန်ကြပြီပြပြချင်တဲ့အချိန်မှာကိုတရက်ဆိုင်ကိုချီကိုရောက်လာတော့ဒါပရိသတ်တွေကိုပြပြချင်လို့ပြောလိုက်တာတကယ်တော့လေတော်တော်ကိုစိုးဝါးကြီးဖြစ်နေပြီနော်တနေ့ကိုလေအရောက်ပေါင်းနေတာမဟုတ်ဘူးကျွန်တော်ကဖုန်းပြောတဲ့အချိန်မှာကျွန်တော်ဟိုဘက်ကလူကိုကျွန်တော်အရန်တနာနေဟိုဘက်ကကုန်းနေမှာပြောလိုက်ပြီကျွန်တော်နားထောင်နေဟိုဘက်ကနေပြီးတော့6ကိုဟုတ်ကိုအကိုဆက်ပြောပါအမဆက်ပြောပါဟိုဘက်ကအတန်တုံရင်းနဲ့ပြောနေတဲ့အခါဟိုဘက်ကုန်းနေမှာကိုရသွားပြီအကောင့်တစ်ခုကအောင်သွားပြီနောက်တစ်ဖက်ကအောင်သွားပြီတစ်ဖက်ကအောင်သွားပြီအောင်သွားလို့အဲ့ဒီပထမပြောတဲ့ကောင်မလေးကဆက်မပြောနိုင်တော့လို့အဲ့ဒီအောင်သွားတဲ့မိန်းမအတောက်ဆရာကြီးဆိုင်နဲ့လာထပ်ဝင်ပြောတာဆိုတော့ဟိုဘက်တစ်ဖက်ကဘယ်လောက်ပါသွားပြီလဲမသိဘူးတစ်ဖက်မှာအောင်သွားတယ်တစ်ဖက်ကအကောင့်မှာအောင်သွားတယ်တကယ်ကုန်းနံပါတ်ကအောင်သွားတယ်ကုန်းနံပါတ်6လုံးပြောလိုက်ဆိုတဲ့အခါကျတော့ပြောချင်တာကတော့အကုန်လုံး KBZ ပေးရလို့ဖုန်းဆက်လာတယ်ဖုန်းကိုရပါတယ်ဟုတ်ကဲ့ကျမတို့တပါတယ်ကျွန်တော်ဘန်ကိုပဲသွားပြီးအလုပ်လုပ်ပါမယ်ဆိုပြီးတော့ပြောပါအခုဒီကဲဆိုလို့ရှိရင်တပါတယ်မှာကျွန်တော် Blue Motion ဘာမှာခုညဆိုဖို့တချင်းခုနမှာတိုက်တာဦးလေးပြန်ရောက်ပြီခုလေးခဏလေးငါနောင်းမယ်လို့ခွန်နိုင်တို့ပွဲရစမှာဆိုပြီးတော့ခဏလေးနားမလို့ရှိတယ်ဒီအကူတော်ဝင်လာဒီဝင်လာပြီးကိုကအစဲခံလိုက်ရတယ်ငါတော့ဆဲသွားတာနော်တော်ဆိုးပါပဲအဲ့တော့ကျွန်တော်ပြောမယ်ဟိုနေ့ကအလင်းခံရတဲ့အမကလည်းပဲဒီမှာကျွန်တော်ပရိသတ်တွေအတွက်တင်ပေးပါဆိုပြီးတော့ပြောထားတော့ तू ကကျွန်တော်စာလေးပို့ထားတယ်အဲ့ဒါလေးကိုလည်း comment မှာရေးပေးမယ်အဲ့တော့ Viber လည်းဆက်သွယ်ပါတယ် Telegram လည်းဆက်သွယ်ပါတယ်ဖုန်းလည်းဆက်ပါတယ်လိန်ကြီးကို36,000မျိုးနဲ့လိန်နေပါတယ်လိန်နေတာဖြစ်တဲ့အတွက်ကြောင့်အားလုံးကတတိရှိရမှာကျွန်တော်တို့အခုကျွန်တော်ဆိုလို့ရှိရင်အားလုံးအမြဲတမ်းဒုက္ခဖြစ်တော့မယ်ဆိုတော့ကျွန်တော်ပြောတယ်ကိုဗစ်တွေတော့မျိုးစုံပြောတာအခု KBZ ဘေးရပြီကဲဆိုတဲ့ခါကျတော့အခုခုနက line အရင်ကြောက်သွားလို့ပေါ့နော်ဆိုတဲ့ခါကျတော့ပြောချင်တာတော့ဗာလဲဆိုတော့ KBZ ဘေးကနေဖုန်းဆက်လာတဲ့အချိန်တိုင်းမှာအားလုံးသတိထားပါကိုယ့်ရဲ့ဖိုးဖွားတွေ KBZ သုံးတဲ့ဖိုးဖွားတွေအတော်တွေနော်အတော်တွေပြီးလို့ရှိရင်ကိုယ့်ရဲ့ဆရာသမားတွေအကုန်လုံးပေါ့နော်ဘယ်သူပဲတုံး KBZ ပေးအနေနဲ့ live ပြီးလိန်နေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့တငယ်ချင်းဟိုနေ့ကဗာလဲသူ data ဝယ်တာနော် data ဝယ်တဲ့ဥစ္စာကိုသူ့ကို KBZ ပေးတဲ့ကနေနှုတ်ပါဆိုပြီးတော့ application တခု down ခိုင်းတယ်အဲ့ဒါတကယ်ဖြစ်ရတယ်ဖြစ်နေတာနော်ဆိုတော့တကယ်ဒီဟိုဥစ္စာမှာဟိုဗာလဲဒီဖုန်းထဲမှာ application တခုထည့်ခိုင်းတယ်ထည့်ခိုင်းတော့ तू ကလည်းပဲဩ data တွေအများကြီးရပြီဆိုပြီးတော့ဘာ data လည်းမသိဝယ်လိုက်တာဆိုတဲ့အခါကျတော့အဲ့မှာဝယ်လိုက်ကောအဲ့မှာငွေသားအဲ့ထက်ကပတ်သက်8သိန်းကျော်ပါသွားတယ်ပလုံသွားတယ်နော်ပလုံသွားတဲ့အခါကျတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ဟိုကလည်းခိုးပြီးတော့ပတ်သက်တွေကထုတ်ပြီးနေပြီအခြားအကောင့်တွေကိုလွှဲပြီးနေပြီဆိုတဲ့အခါကျတော့ဘန်ကိုသွားတဲ့အခါကျတော့အမြန်ပိတ်ခိုင်းတဲ့အခါမှာကျတော့လည်းမမီလိုက်တော့ဘူးဆိုတဲ့အခါကျပတ်သက်ကလုံးဝဆုံးရှုံးသွားတယ်ဆိုတဲ့အခါကျတော့အဲ့ဒါကိုအဲ့လိုမျိုးတွေဖြစ်နေတာဖြစ်တဲ့ကြောင့်လုံးဝကျင်းသေးပေါ့ကာကွယ်ရမှာတော့ကိုယ့်ရဲ့ KBZ ကိုဟို KBZ ပေးတွေ KBZ တွေအားလုံးကိုဘယ်ကုတ်နံပါတ်ကိုမှဘယ်သူ့မှမပေးပါနဲ့ပြီးလို့ရှိရင်နောက်တစ်ချက်ကကိုယ့်ရဲ့ဘေးနားမှာရှိတဲ့ဖိုးဖွားတွေဦးလေးတွေတော်တွေအားလုံးရိုးတဲ့သူတွေရိုးသားတဲ့နေရလူတွေပဲလှုပ်ရှားနေတာပြီးရင်နံပါတ်အလှတွေ50ဖုန်းတွေ4500ဖုန်းတွေ20ဖုန်းတွေကိုပို့လုပ်ပါတယ်ပတ်သက်ပိုရှိမှန်းသိလို့ဆိုတဲ့အခါကျတော့အဲ့ဒီဖုန်းတွေထဲမှာပြီးလို့ရှိရင်နံပါတ်လေးလှပြီဆိုသူတို့လိုက်ခေါ်တယ်ခေါ်ပြီးတော့လှုပ်ရှားပြီဖြစ်တဲ့ကြောင့်ကိုကလေတသေးချာချာကိုဘယ်ကုတ်ကိုမှဘယ်နံပါတ်ကိုမှမတူမှမပေးမိစေနဲ့ပြီးလို့ရှိရင်ကိုယ့်ရဲ့မှတ်ပုံတွေနံပါတ်တွေဘယ်တော့မှမပေးပါစေနဲ့ဝေးဝေးပါစေနဲ့เนาะကျွန်တော်စိတ်တွေတော့ညစ်သွားတယ်ဆိုတော့ကျွန်တော်ခဏလေးကျင်းဆိုရမှာဆိုကျွန်တော်သွားတော့မယ်အဲ့တော့အားလုံးသိအောင် like မပေးနေ share ပြီးတော့အခြားသူတွေပို့ပေးလိုက်เนาะ like တွေ view တွေတက်เสียမလို့ဥမာကျွန်တော်ပြောလိုက်တဲ့အခုလိုကျွန်တော်ပြင်ပန်းခံလိုက်ရတဲ့အလုပ်ကလေးတစ်ခုကတခြားလူတယောက်အတွက်တခြားလူတယောက်အတွက်အဆင်ပြေတယ်ဆိုလို့ရှိရင်
စိတ်ချမ်းသာသွားရတယ်ဥမာတိသွားရတယ်ငါတို့ပတ်ဆက်လေးပါမသွားဘူး1000ပဲဖြစ်2000ဖြစ်3သိန်းပဲ2သိန်းဖြစ်ပါမသွားဘူးဆိုရင်ကျင်းနေပြီအေးပြရကျိုးလည်းနဲ့တယ်အားကြောင့်လည်းပဲသူ့ကိုဖုန်းလက်ခံစကားပြောရတာမဟုတ်ရင်ချလိုက်တော့မှာဆဲလိုက်တာဆိုမိုးမော်နေရပဲကျော်တက်တာမန်နီယာပရိသတ်တွေဆိုရင်တော့အခုညဆုံးမယ်Blue Motion ပါမှာတခြားနေရာပရိသတ်တွေကတော့နောက်ကျချင်းတွေထွက်မှာအားပေးပြီးလို့ရှိရင်အခုကတော့ KBZ ပေးရတော်တော်စိုးနေရဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဘေးနာလူတွေတယောက်ချင်းစီတောင်အခုတွေ့တာနဲ့ချက်ချင်းအမြန်ပြောလိုက်လိမ့်နေဆိုတဲ့အကြောင်းမဟုတ်တော့ပါပါပဲပါတဲ့သူအရင်များတယ်ကျွန်တော်ခုနဖုန်းပြောနေတော့ဟိုဘက်ကလေရိုးရိုးအားနဲ့ဒီလားကျွန်တော်ကလေဒီဘက်ကသာဖုန်းပြောနေဟိုဘက်ကအတန်ကိုကြားနေရတယ်ကုန်းနံပါတ်တွေပြောနေတာကုန်းနံပါတ်6လို့ပြောပြနေတာပါသွားပြီဆိုတော့လိန်နေတဲ့ညီမလေးတွေဆဲသွားတဲ့ညီမလေးတွေဒီ live ကိုမြင်နေဆိုလို့ရှိရင်ညီမတို့နောင်တရသိချင်တယ်နင်တို့ဒီဘွားတစ်ခုတည်းစားတောင်းနေပြီးတော့နောက်ဘွားကျရင်အဝေးသီးတွေကျိုးတွေကဥမာတခြားဥစ္စာအလှငွေတွေဖြစ်နေတာမျိုးတွေဟုတ်လားမိဘကိုစေးကူးဖို့ပတ်သက်ဖြစ်နေတာမျိုးတွေစေးရုံတက်ဖို့စေးရုံရှင်းဖို့အတွက်ခြံလေးရောင်းလာမျိုးတွေနော်ဒါမျိုးတွေဖြစ်နေကြလို့ရှိရင်နင်တို့စားလိုက်တဲ့အရာလေးနင်တို့တန်လို့မီးလို့ပူမှာဆွဲခါကျတော့ကိုကြီးကိုဆဲသွားအကိုငါ့ကိုဆဲသွားရတာကိစ္စမရှိဘူးဆဲသွားလည်းပဲကိုပရိသတ်ကိုတည်တည်ချင်လို့ပြောပေးတာဖြစ်တဲ့အတွက်ကြောင့်ဒါနင်တို့လည်းမေတ္တာနဲ့ပဲငကိုတွေကဘာလို့လိန်စားရလဲနင်တို့မချက်ဘူးလားလို့ပဲပြောတာငါတို့ဆဲဆိုပြီးတော့လွတ်တာမဟုတ်တဲ့အတွက်ကြောင့်ကိုစိတ်ကိုလုံနေအဲ့တော့စားသမျှအရာတိုင်းဟာတန်လို့မီးလို့ပူပြီးတော့နောက်ဘက်မှာအဝေးကြီးမှာဂျိုးကန်နေပြီလို့ရှိရင်ဘယ်တော့မှကြွတ်မှာမဟုတ်ဘူးအဲ့တော့စားလိုက်တာကောင်းမဟုတ်ဦးမြဘာသွားဖို့ပတ်ဆက်လေးတို့ဟုတ်လားတခြားပတ်ဆက်လေးတို့ဆိုတော့စားလိုက်ရတာဘာမှဖြစ်ဘူးနော်ဒါပေမဲ့တခြားနေရလိုမျိုးအခုအကိုတို့တွေတောက်ဖြော်ပြနေတယ်လို့မျိုးဒီသူတို့ယူလိုက်တဲ့ KP ပတ်ဆက်ကတခြားသူရှင်ပြုတ်ဖို့နှစ်လနဲ့ကြည်ပြီးစုထားတဲ့ပတ်ဆက်မျိုးတွေတို့ပြီးလို့ရှိရင်ကို့အမေစေးုံတက်နေရလို့နော်အချမ်းကြီးရောက်ပြီးယူလာတဲ့ပတ်ဆက်မျိုးတွေတို့အမျိုးကြီးများတွေးရမယ်ကို့စားပေါက်လေးတစ်ခုတည်းနဲ့အချောင်လန်းလိုက်တာဟာတော့မကောင်းဆိုတော့အဲ့လိုမျိုးပတ်ဆက်မျိုးတွေကစားမိလို့ရှိရင်သွားပြီအကြောက်တရားလည်းရှိမှာမဟုတ်ဘူးအဲ့ကြောင့်လည်းလုံနေတာဆိုတဲ့ခါကျတော့စိတ်ပူတယ်နင်တို့အတွက်လည်းစိတ်ပူတယ်ငါပရိသတ်တွေလည်းစိတ်ပူတယ်နော်ကိုယ့်ရဲ့ပရိသတ်မှမဟုတ်ဘူးတကယ်တမအာဇီဝနဲ့ယူဒါလှုပ်ရှားနေတဲ့သူလေးတွေရဲ့ပတ်ဆက်တို့ရင်ပို့ပြီးတော့နှမျောတယ်ဘာကြောင့်လဲကိုတိုင်းနှစ်ဖူးကနေချွေဟိုခေါင်းတချင်းဆိုရင်နှစ်ဖူးကချွေဟိုးခြေမှဒီကြောက်တကယ်ဆိုရတာချက်ခါကျခက်ခဲရှားထားတဲ့ပတ်ဆက်လေးတွေကိုစူးစမ်းပြီးကိုလိုပဲတမအာဇီဝနဲ့ရှားတဲ့သူတိုင်းပတ်ဆက်တာနှမျောတယ်အဲ့တော့လက်ကားနေရင်စားခြင်းတောက်ခြင်းမနေနဲ့နော်အဲ့ဒါပဲပြောမယ်ကဲအဲ့တော့အားလုံးမှားချင်တာတော့အားလုံး view ဆိုင်ပါ KBZ ပေးတာဒါကလိမ့်နေပါတယ်ဆိုတော့ KBZ ကတာဝန်ရှိသူတွေလည်းပဲဘယ်လိုမျိုးလေးတွေထပ်ပြီးတော့ update တွေညှင့်လို့ရမလဲဆိုတော့ထပ်ပြီးတော့ system တွေကိုညှင့်စေခြင်းနဲ့ဘာကြောင့်ဒီနာမည်ကြီးနဲ့အမြဲတမ်းကြီးလှုပ်ရှားခံရတဲ့အခါကျတော့ကိုယ့်အတွက်မကောင်းဘူးဆိုတော့ဒါလေးကိုလည်းပဲထပ်ပြီးတော့ remind လုပ်ခြင်းနဲ့ပရိသတ်တွေအတွက် remind လုပ်ပါတယ်ဒါတွေအကျိုးရှိမယ်လို့ထင်ပါတယ်နော်ဘိုးဘွားတွေကိုလည်းပြပြပေးပါကျွန်တော်စားအဲ့တော့မအိတ်လိုက်ရတော့ကိုသွားရတော့မှရင်မိုးချုပ်ပြီးတော့ကဲပြီးရောအေးရောပဲအခုသူကအတုံးလိုက်အခက်လိုက်ဝင်သွားဒါပေမဲ့ကျွန်တော်ရဲ့ပရိသတ်တွေအတွက်ကျတော့ကောင်းတဲ့အရာလေးတစ်ခုရသွားပြီပေါ့နော်အလိမ်မခံရတော့ဘူးအခုကြည်သွားတယ်အယောက်200 300 400 500 600 1000အလိမ်မခံရတော့ဆိုကျင်းနေပါတယ်နော်တက်တာပါ